အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့2ရက်လောက်တုန်းကကျွန်တော်ရဲ့ page မှာ follower 989ရောက်တဲ့ CM setup ပွင့်ပြီးသား page တစ်ခုကိုကျွန်တော်တင်ပြီးတော့ရောင်းခဲ့တယ်အဲ့ဒီ post ရဲ့အောက်မှာဆိုလို့ရှိရင် follower 900ကျော်လေးနဲ့ CM setup ပွင့်အောင်ဘယ်လိုလုပ်ရတာလဲเนาะနီလန်တီးချင်တယ်ဆိုပြီးတော့ပြောနေတဲ့သူကတစုရှိတယ် follower 900ကျော်လေးနဲ့ CM setup ပွင့်တာဘယ်လိုမှမဖြစ်နိုင်ဘူးမယုံနဲ့ AI နဲ့လောက်ထားတာဆိုပြီးတော့ပြောနေတဲ့သူကတစုရှိတယ်ကျွန်တော်ရဲ့ page messenger မှာလည်းfollower 900ကျော်လေးနဲ့เนาะကျွန်တော်တို့1000ဝန်းကျင်နဲ့ပေါ့CM ဆက်အပ်ရအောင်ဘယ်လိုလုပ်ရလဲဆိုပြီးတော့ကျွန်တော်နီလန်းလေးတွေလက်မေးနေကြတဲ့သူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့က follower 900ကျော်လေးနဲ့ CM ဆက်အပ်ပွင့်အောင်ဘယ်လိုလုပ်ရတာလဲဆိုတော့အရင်မပြောခင်မှာကျွန်တော်တို့တည်ထားမှာက Facebook monetization ဒီနိုင်ငံတိုင်းကိုပေးတာမဟုတ်ဘူး Facebook monetization ပေးတဲ့နိုင်ငံ Facebook monetization eligible ဖြစ်တဲ့နိုင်ငံ50နဲ့မှတစ်နိုင်ငံရှိတယ်အဲ့ဒီမှာအဲ့52နိုင်ငံထဲမှာကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံကသူပေးတဲ့เนาะကတိရိယာကမတူဘူးတချို့နိုင်ငံတွေဆိုရင် invitation only ဖြစ်တယ်တချို့နိုင်ငံတွေဆိုလို့ရှိရင်သူရဲ့သတ်မှတ်ချက်တွေနဲ့ကတိရိယာတွေနဲ့ကျွန်တော်တို့လာတယ်เนาะအဲ့လိုမျိုးရှိတယ်တချို့နိုင်ငံတွေဆိုလို့ရှိရင် follower 1000ပြည့်မှတချို့နိုင်ငံတွေဆိုရင် follower 9000 follower 6000ဒါလေးတွေရတာရှိတယ် follower နည်းနည်းလေးနဲ့ရတဲ့သူတွေရှိတယ်1000နဲ့ရတဲ့သူတွေရှိတယ်အဲ့တော့ပြောချင်တာက Facebook ဒီ content monetization set up ပေးတာကကျွန်တော်တို့နိုင်ငံနဲ့နိုင်ငံကသူရဲ့သတ်မှတ်ချက်တွေကလုံးဝမတူဘူးပေါ့နော်သူရဲ့ဒီ Facebook policy တွေကမတူညီဘူးအဲ့တော့ဟိုတနေ့ကကျွန်တော် page မှာတင်လိုက်တဲ့ဒီ page က follower 989ယောက်ပဲရှိတယ် CM set up ပွင့်လာတာဆိုရင်တော့CM set up ပွင့်တယ်ရှောက်ပြီးသွားပြီ AI နဲ့လောက်ထားတာဆိုရင်တော့ AI နဲ့လောက်ထားတာလုံးဝမဟုတ်ဘူးကျွန်တော်တို့အဓိကကတော့ location ပေါ့အဲ့တော့ကျွန်တော်တို့ Facebook monetization ပေးတဲ့နိုင်ငံတွေထဲမှာအဓိကအဖြစ် Facebook monetization ကအမေရိကန်ကနေဒါကျွန်တော်တို့ပါကစ္စတန်အိန္ဒိယဒီနိုင်ငံတွေကိုအဓိကထားပြီးတော့ Facebook monetization ကပေးတယ်အဲ့တော့ကျွန်တော်တို့အခု Thai Malaysia ကိုစတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့ follower 1000ပြည့်မှာကျွန်တော်တို့ view 300,000ခွဲရမှာ Facebook ကဒီ content monetization ကိုဒီ set invite ပေးတယ်ပေါ့ခုနကကျွန်တော်ပြောခဲ့တဲ့ဒီအမေရိကန်တို့ကျွန်တော်တို့ပါကစ္စတန်တို့ကနေဒါတို့ပေါ့နော်အိန္ဒိယတို့ဒီနိုင်ငံတွေမှာကြတော့ Facebook က invite အနေနဲ့ပေးတယ်အဲ့တော့ကျွန်တော်တို့က follower နည်းနည်းလေးနဲ့ CR ရချင်တယ်ဆိုလို့ရှိရင် content monetization ရချင်တယ်ဆိုလို့ရှိရင်အဓိကကတော့ကျွန်တော်တို့ primary location ပေါ့အဲ့ဒီ page ကိုကင်တဲ့ကျွန်တော်တို့ page ရဲ့ admin account ရဲ့ primary location ကအဓိကဖြစ်တယ်အဲ့တော့ကျွန်တော်တို့ follower နည်းနည်းလေးနဲ့ CM ဆက်ရဖို့ကလွယ်လားဆိုရင်တော့တိကျသူတွေပို့ရကတော့ကျွန်တော်တို့လွယ်လိမ့်မယ်မသိတဲ့သူတွေပို့ရဆိုရင်ကျွန်တော်နည်းနည်းအခက်အခဲရှိလိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ primary location ကိုကျွန်တော်တို့နိုင်ငံပြောင်းရမယ် VPN ခံပြီးတော့သုံးရမယ်ကျွန်တော်အကြမ်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်နိုင်ငံမှာမှနေနေကျွန်တော်တို့ကအခု US VPN ကိုသုံးပြီးတော့ Facebook account ကိုကျွန်တော်တို့ဖွင့်လိုက်တယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီရဲ့ Facebook account က primary location က US နိုင်ငံဖြစ်တယ်နော်သူရဲ့ location က US ဖြစ်နေတယ်အဲ့ဒီမှာကိုယ့်ရဲ့ page ကို run နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ page ရဲ့ location ကလည်း US နိုင်ငံဖြစ်နေတယ်နော်အဲ့တော့ primary location က US ဖြစ်တဲ့အတွက်ဒီ content monetization ကို invite ရဖို့အတွက်ကျွန်တော်တို့ဒီအချက်လက်တွေကလည်းUS နိုင်ငံမှာသတ်မှတ်ထားတဲ့အတိုင်းကျွန်တော်တို့အခွင့်အရေးရလိုက်အဲ့တော့ကျွန်တော် US မှာကဒီကိုယ့်ရဲ့ page က Facebook policy နဲ့ကိုက်ညီတယ်သူကကို run တဲ့ page ကိုသဘောကျတယ်ဆိုလို့ရှိရင် Facebook က invite set up ပေးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ page တဲ့ follower နည်းနည်းလေးနဲ့ invite set up ရလိုက်ပြီအဲ့တော့ကျွန်တော် ASEAN မှာကျတော့ follower 1000 view 300,000ခွဲပြည့်မှဒီ content monetization ကို CM set up ကိုကျွန်တော်တို့ invite set up ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့တာမန်လုပ်နေတဲ့သူတွေကတော့ follower 1000နဲ့ view 300,000ခွဲပြည့်မှပဲ CM set up ကိုကျွန်တော်တို့ invite ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့က follower နည်းနည်းလေးနဲ့ CM set up invite ရချင်တယ်ဆိုရင်တော့အဓိကကတော့ကျွန်တော်တို့ primary location ကအဓိကဖြစ်တယ်အဲ့တော့ကိုကဒီ VPN အနေနဲ့ကြော်ပြီးလုပ်မယ်ဆိုရင်တော့ content monetization ကိုဒါကြော်လွယ်လွယ်နဲ့ရပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်